အခြေခံအစပြုခဲ့တဲ့နေရာဟောင်းကိုမမေ့ဘဲနဲ့ဂျေဇုဆက်ဖို့အတွက် Fury FC 121ပွဲစဉ်စီကိုပြန်လည်လှမ်းလာတဲ့ UFC Champion Van လက်ရှိ UFC ရဲ့ Flyweight တန်းမှာကမ္ဘာချန်ပီယံအဖြစ်ရပ်တည်နေခဲ့တဲ့ Joshua Van ကမြန်မာနိုင်ငံသားတဦးဖြစ်တာကြောင့်မလို့တနိုင်ငံလုံးကအားကစားဝါသနာရှင်တွေအတွက်ကတော့အလွန်ကိုမှဂုဏ်ယူစရာကောင်းပါတယ်။ကမ္ဘာအဆင့်မြင့်ဆုံး MMA စင်မြင့်ထက်မှာမြန်မာနိုင်ငံကိုလွှင့်ထူပြီးသမိုင်းဝင်အောင်မြင်မှုတွေနေ့စဉ်ရက်ဆက်ရယူနေတာဖြစ်ပါတယ်။သူရဲ့ကြိုးစားအားထုတ်မှုတွေနဲ့ပွဲတိုင်းမှာသတိရှိရှိထိုးသက်တဲ့ပုံစံကြောင့်မြန်မာပရိသတ်ရဲ့ရင်ဘတ်ထဲမှာတော့သူကတကယ်မှသူရဲကောင်းတစ်ယောက်ဖြစ်လို့နေပါတယ်။အခုလဲဗန်ကမြန်မာပြည်သားတွေဘုံတော့မှဂုဏ်ယူဝင်ကြွားစရာဖြစ်စီမဲ့တရင်ကောင်းတစ်ခုနဲ့အတူပရိသတ်တွေရှိကိုထမ်းမှန်ပြီးတော့ရောက်ရှိလာခဲ့ပါပြီ။အဲ့ဒါကတော့ UFC Flyweight ကမ္ဘာချန်ပီယံ Joshua Van ကသူရဲ့အောင်မြင်ကြော်ကြားလာတဲ့ MMA ကစားမဘဝခရီးလမ်းအစကိုစတင်ပြိုးထောင်ပေးခဲ့တဲ့ Fury FC အဖွဲ့အစည်းစီကိုပြန်လည်ရောက်ရှိလို့လာတော့တာဖြစ်ပါတယ်။ကမ္ဘာစင်ကွင်းပြင်ပအောင်မြင်မှုတွေဘလောက်ပဲရရှိနေပါစေမိမိရဲ့ငကိုမူလအခြေခံအစပြုခဲ့တဲ့နေရာဟောင်းကိုမမေ့လျော့ဘဲနဲ့ပြန်လည်တန်ဖိုးထားတဲ့ Van ရဲ့စိတ်တကတကယ်မှလေးစားစရာကောင်းပါတယ်။ဒါကမြန်မာယဉ်ကျေးမှုရဲ့အစဉ်အလာကောင်းတစ်ခုဖြစ်တဲ့ဂျေဇုတည်တတ်မှုကိုကမ္ဘာစင်မြင့်ထက်မှာပြသလိုက်တာလည်းဖြစ်ပါတယ်။အလမန်နိုင်ချရတဲ့စိတ်ထားလေးကြောင့်ပဲမြန်မာပြည်သက်တွေကသူ့ကိုဘုံတော်မှချစ်ခင်အားပေးနေကြတာပါ။လာမယ့်ဇူလိုင်လ19ရက်နေ့မှာအမေရိကန်နိုင်ငံတက်ဆတ်ပြည်နယ်ဟူစတန်မြို့မှာကျင်းပပြုလုပ်သွားမယ့် Fury FC 121ပြိုင်ပွဲကြီးစီကို Joshua Van တယောက်အထူးဧည့်သည်တော် Special Guest အဖြစ်တက်ရောက်ပေးသွားမှာဖြစ်ပါတယ်။ဒီကြောင်းရောက်တော့ Fury FC အဖွဲ့အစည်းကနေတရားဝင်စာမျက်နှာကတဆင့်ပရိသတ်တွေစီကိုစိတ်လှုပ်ရှားဖွယ်ထုတ်ပြန်ကြေညာပေးခဲ့တာပါကမ္ဘာချန်ပီယံတဦးကိုအထူးဧည့်သည်အဖြစ်ဖိတ်ကြားခွင့်ရခဲ့တဲ့အတွက် Fury FC ဘက်ကလည်းအလုံးမဲဂုဏ်ယူနေသလိုပရိသတ်တွေကလည်း Van ကိုနီးကပ်မြင်တွေ့ခွင့်ရရှိဖို့မျှော်လင့်နေကြတာပါဆယ်ကျော်သက်ရွယ်ကလေးကကြိုးစားလာခဲ့တဲ့ Van အတွက်ကတော့ဒါတကယ်မှထိုက်တန်လာတဲ့ဂုဏ်ပြုခံရမှုပါပဲတကယ်တော့ Joshua Van ကUFC ပြိုင်ပွဲကြီးစီကိုမရောက်ရှိခင်အချိန်တုန်းက Fury FC ရဲ့ Flyweight တန်းမှာချန်ပီယံကပတ်ကိုသိမ်းပိုက်ပြီးစံချိန်ကောင်းတွေကိုတင်ရှိထားခဲ့မှုတဲ့ကစားမတစ်ယောက်ဖြစ်ခဲ့တာပါ။အဲဒီချိန်ကလေးကသူ့ရဲ့ပြောင်မြောက်လာတဲ့ကစားကွက်တွေနဲ့တတိရှိတဲ့တိုးတက်မှုတွေကြောင့်လူသိများခဲ့ပြီး Fury FC ရဲ့ဂုဏ်ဆောင်ကျယ်ဝင့်ဖြစ်ခဲ့တာဖြစ်ပါတယ်။အခုလိုမျိုးကမ္ဘာအဆင့် UFC ရဲ့ထိပ်ဆုံးရာဇပလင်ကိုရောက်ရှိသွားတဲ့အချိန်မှာလေသူ့ရဲ့မွေးရမြေလိုဖြစ်တဲ့အဖွဲ့အစည်းဟောင်းကိုပြန်လည်ကွန်ပျူတာရောက်လာတာကပရိသတ်တွေအတွက်အတိတ်ပဲရှိလာတာဖြစ်ပါတယ်။ဒါကဗန်ရဲ့ကိုကြီးကိုသွေးနဲ့အပေါင်းအသင်းတွေပေါ်မှာထားရှိတဲ့သစ္စာတရားကိုဖော်ပြနေတာလည်းဖြစ်ပါတယ်။ကျွန်တော်မြန်မာလူမျိုးတွေအနေနဲ့ Joshua Van ရဲ့ကွင်းတွင်းစွမ်းဆောင်ရည်တွေကိုဂုဏ်ယူနေကြတာတွေမဟုတ်ဘဲနဲ့သူ့ရဲ့လောကအမြင်နဲ့ယူသားအေးဆေးတဲ့ပြုမှုတွေကိုပါအမြဲတမ်းဒလိသက်စားရှိနေကြတာဖြစ်ပါတယ်ခင်ဗျာ။အကကဲရီကြားတွေကနေကမ္ဘာအဆင့်တန်းထိရုန်းကန်ပြီးတော့စ조사တက်လန်းခဲ့တဲ့သူ့ရဲ့ဘဝဇာတ်ကြောင်းကမြန်မာပြည်ကလူငယ်တွေအတွက်အိမ်မက်တွေကိုလက်တွေ့အကောင့်ထဲပေါ်နိုင်မှုစိတ်သက်ခွန်အားတွေပေးစွမ်းနေတာအမှန်ပါပဲ။ဘလောက်ပဲထိတ်တန်းကိုရောက်သွားပါစေမိမိနောက်ခံသမိုင်းကြောင်းကိုအမြဲတမ်းတန်ဖိုးထားတဲ့ Van ကိုကြည့်ပြီးတော့မြန်မာပြည်သက်တွေကအလွန်ပဲမျက်နှာပန်းလှနေကြရပါတယ်။အဲဒါကြောင့်မလို့သူ့ရဲ့ပွဲစဉ်တိုင်းကိုမြန်မာနိုင်ငံလုံးကတကွဲတပြားမရှိစူးစီးပြီးတော့အားပေးနေကြတာပါ။ချိန်တုန်းက Fury FC ရဲ့လူငယ်ကစားမလေးဘဝကနေဒီကနေ့မှာတော့ UFC ကမ္ဘာချန်ပီယံအဖြစ်ရည်တည်လာနိုင်ခဲ့တဲ့ Joshua Van ရဲ့ခရီးလမ်းကြောင်းကလူတိုင်းအတွက်အတူယူစရာအကောင်းဆုံးပြရုပ်တစ်ခုဖြစ်လို့နေပါတယ်။ကိုယ့်ရဲ့အိမ်မက်နောက်ကိုဇွဲရှိရှိလိုက်သွားမယ်ဆိုရင်ဘလို့ဒါစီမျိုးကိုမဆိုကြောဖြတ်ပြီးအောင်မြင်မှုအထွတ်ထိပ်စီကိုရောက်ရှိနိုင်တဲ့အကြောင်းသူကသက်တည်ပြနေစေဖြစ်ပါတယ်။ကမ္ဘာအဆင့်မှာမြန်မာပြည်ရဲ့အမည်နာမကိုလူသိများအောင်စွမ်းဆောင်ပေးနေတဲ့ Van ကတနိုင်ငံလုံးရဲ့ဂုဏ်ဆောင်သူရဲကောင်းဖြစ်လာခဲ့ပါပြီ။သူရဲ့အောင်မြင်မှုခြေလှမ်းတိုင်းကကျွန်တော်မြန်မာတွေအားလုံးကိုရင်ကော့ဂုဏ်ယူဝင်ကြွားစေတာကတော့ဘလို့မှညင်လို့မရတဲ့အမှန်တရားပါပဲ။လာမယ့်ဇူလိုင်လ19ရက်နေ့မှာကျင်းပမယ့် Fury FC 121ပြိုင်ပွဲကြီးမှာလည်းဂျိုချာဗန်ရဲ့ကမ္ဘာချန်ပီယံအရှိန်အဝါနဲ့ခန့်ညားထွေဝါတဲ့ပုံရိပ်တွေကိုမြင်တွေ့ခွင့်ရရှိဖို့မြန်မာပြည်သူတွေကရင်ခုန်စွာနဲ့စောင့်ကြည့်နေကြတာဖြစ်ပါတယ်ခင်ဗျာ။